ကဲမွေးကွက်ထဲရတော့305တကွက်အောင်သွားပြီနော်ဒီခွေလေးကိုတစ်ချက်သတိထားပေးပါဒီအခွေလေးကဒီကောင်တစ်ချိန်ထွက်ထားတယ်နောက်ထွက်ဖို့ရှိတယ်နော်တစ်ချက်အဲ့ဒါလေးသတိထားပေးပါညနေကိုတကွက်ကောင်းလေးတွားကြည့်ရှင်မယ်တွေ့တာမြင်တာလေးသူကဘယ်ကနေလာလဲဆိုဒီအပင်ကနေလာတပင်နှစ်ပင်သုံးပင်ပြီး4ပင်မြောက်ပြီးမလားနော်ကဲမြန်ဆန်ဆန်လေးတွားမတရားချိန်ညီနေလို့ဒီသုံးလုံးပေါင်းချင်းနှစ်တဲ့ဒီသုံးလုံးပေါင်းချင်းနှစ်ပါဝါကိုခွန်တယ်ခွန်အပိတ်ခွန်ကအပိတ်နေတဲ့နော်ဒီသုံးလုံးပေါင်းချင်းနှစ်ပါဝါကိုခွန်တယ်ခွန်အပိတ်နဲ့ဒီသုံးလုံးပေါင်းချင်းဘာရလဲ3ပါဝါကို10ပြိဆိုယူလိုက်တယ်နော်အမှတစ်ခွက်ထုတ်သွားတယ်ဒီခါလာမယ်ဒီသုံးလုံးပေါင်းချင်းခွန်ရဲ့ပါဝါနှစ်တယ်အနှစ်ကအပိတ်တယ်နှစ်အပိတ်နဲ့ဒီသုံးလုံးပေါင်းချင်း1ပါဝါ6ပြိဆိုပြီးဖြုတ်တယ်42နော်ပြီးတော့တပင်ဒီသုံးလုံးပေါင်းချင်း3ညပါဝါကို9အပိတ်ရိုက်ပြီးတော့ဒီသုံးလုံးပေါင်းချင်း3ညပါဝါ9ပြိဆိုပြီးရိုက်တယ်ဟိုဒီနေ့ညနေပေးမလားဒီသုံးလုံးပေါင်းချင်း1ရဲ့ပါဝါ6အဲ6ကအပိတ်ဆိုတော့ဒီသုံးလုံးပေါင်းချင်း1ပါဝါ6ပြိနော်အဲတကွက်ကောင်းတယ်ကြိုင်3ည6ဟာတကွက်ကောင်းမှာ96ကအရန်မှာနော်ပြရရှင်းလားမသိဘူးနော်ဒီသုံးလုံးပေါင်းချင်း2ရဲ့ပါဝါခွန်ကအပိတ်နဲ့ဒီသုံးလုံးပေါင်းချင်း3ပါဝါကို10ပြိရိုက်တယ်နော်တပင်နောက်တပင်သုံးလုံးပေါင်းချင်းခွန်ပါဝါ2ကအပိတ်နဲ့ဒီသုံးလုံးပေါင်းချင်း1ပါဝါ6ပြိနော်ဒီသုံးလုံးပေါင်းချင်း3ညပါဝါ9ကအပိတ်ဝင်တယ်9ပိတ်ဝင်ပြီးတော့ဒီသုံးလုံးပေါင်းချင်း3ညပါဝါ9ပြိဆိုပြီးရိုက်တယ်ဒီညနေမှာပြီးမလားဒီသုံးလုံးပေါင်းချင်း1ပါဝါ6ကအပိတ်ဒီသုံးလုံးပေါင်းချင်း1ပါဝါ6ပြိတကွက်ကောင်းကြိုင်စော်လို့ရတယ်3ည6မွေးကနန်းထဲမှာလည်းပါတယ်နော်